သူများတွေပြဿနာတက်ရင်တင်းကတော့ရှင်းပေးနိုင်တယ်အကြံဉာဏ်ကောင်းတွေအမြဲပေးနိုင်တယ်ဒါပေမဲ့ကိုကိစ္စကြတော့ဘာလို့ရမှန်းမသိပဲရေစုံမျောနေတယ်မဟုတ်လားဒီဗီဒီယိုကတင်းတွက်ပဲတကယ်တော့တင်းကပြင်းနေတာမဟုတ်ဘူးခေါင်းထဲမှာလည်းလှုပ်ချင်တာတွေမာစတာပလန်ကြီးတွေအများကြီးရှိတယ်ဒါပေမဲ့ရေယာကိုအပြည့်ကင်းစင်ခြင်းတဲ့စိတ်ရဲ့ကိုလုတ်လိုက်လို့အစင်မပြေဖြစ်သွားရင်တခြားသူတွေဝေဖန်မှာကိုကြောက်တဲ့စိတ်ရဲ့ကြောင့်အမြဲတမ်းမနှက်ဖြန်မှာပဲဆိုပြီးအချိန်ဆွဲနေမိတာဆရာတွေ့ပါတယ်တင်းဒီလိုတွေ့ဝေနေတဲ့အချိန်မှာတင်းနဲ့အရေးချင်းလုံးဝမရင်နိုင်တဲ့သူတွေကတော့တင်းရှိကနေကြော်တက်သွားကြပြီတင်းကိုသားထားတာကန့်ကြမှာမဟုတ်ဘူးတင်းရဲ့ကိုယ်ပိုင်အသွေးတွေပဲဖြစ်နေတယ်ဒီတိုင်းဆက်သွားရင်တင်းလိုရှင်တဲ့ပန်းတိုင်ကအဝေးကြီးမှာပဲအမြဲတမ်းကြံခဲလိမ့်မယ်ဒီပိတ်မိနေတဲ့တန်တရာထဲကနေဘဲကဆက်ပြီးဖောက်ထွေးရမလဲဆိုတာသိချင်ဖောက်ထွင်မယ်လို့ကွန်မန့်မှာရေးခဲ့ပါတင်းရဲ့တကယ်အလားအလာတွေကိုဆွဲထုတ်ဖို့နဲ့ရှေ့ဆက်ရမယ့်အတိအကျလမ်းကြောင်းကိုသိချင်ရင်တော့ဆရာစီအခုပဲစာပို့လိုက်ပါဆရာလမ်းပြပေးပါမယ်